ဟဲပြောလိုက်တာဟဲပြောလိုက်တာတကယ်ပေးရဆိုတော့လေမနေ့ကလည်းလုတ်ပိတ်တယ်ပြီးတော့တငယ်ကြီးနဲ့ခေါ်ပြီးတော့လုတ်စားမယ်အော်မနေ့ကကြာရင်လေတကြံမှာလေတန်ကောက်သွားပြီးတော့ကြီးတော့ကစားမယ်အမရောမလားချင်လားလို့မလိုက်ချင်ပါဘူးဟဲပြက်ကလေးရလားနှစ်ကူးသွားတာတကြံအမားတို့အတွက်ပြောကြမကောင်းတာဘယ်နှစ်နှစ်ရှိပြီကိုဗစ်ကာလတုန်းကလည်းယောဂရင်းနဲ့မလို့တိတ်ဆိတ်နေရောအခုလဲငါတို့နိုင်ငံရဲ့ကျမ်းမာတာမဟုတ်ဘူးပြောစရာနေ့ရဲ့အစ်စ်ဆိုတာရှိလို့လားဟာအမလေးအမရေတမ ्या တို့ကခုကနိုင်ငံခြားမှာနေနေတာလေဘာတွေကြံဖန်ပြီးစိတ်ပူနေတာလဲလို့တနေ့မှတစ်ခါပဲဒီပြောရတဲ့တကြံလေးကိုပြိုကြည့်မှာဘို့လို့အမပဲရှောက်လေခြင်းလင်မလေခြင်းနေတမ ्या တို့ကမနေ့ဖန်ကြရင်တောင်းချမ်းပြီပဲနော်တကယ်တည်းနဲ့မှာပဲအဲ့မှာပဲခံစားနေတိုင်းမှာတမ ्या သွားပြီဘလို့မလဲဟဲကေနဲ့စင်စင်ဟဲကောင်မနေဘယ်လာဒီမှာလောကနေပြန်လာတာဟဲ့မနေ့ဖန်ကြရင်လောက်ပိတ်ပြီနော်အေးဟဲတကြံသာကြတော့ဘယ်တော့သွားလို့သွားမှန်းအိုးမသိဘူးစိတ်တွေညစ်ဘယ်မှစဉ်းစားမနေငါခန်းကိုလာခဲ့နော်ငါခန်းမှာလှုပ်စားမယ်ပြီးမနေ့ဖန်ကြရင်ရေတော့ကစားမယ်ဖန်ကောင်းမှာအေးကောင်းနေအေးစင်နေကောင်းနေအေးလာခဲ့မယ်မနေ့ပြန်လာခဲ့တကယ်လာမှာအေးလာမယ်မနေ့ပြန်ရှင်းလိုက်တွေ့မယ်နော်အေးပါအေးကောင်းတော့ကောင်မလေးလာမြင်လာမလေးနေတော့စောင့်နေတာမြင်လာဟဲ့ကောင်မစားမယ်တောင်းမယ်ကနေတယ်ကနေတယ်ဟဲ့ဘယ်တော့သွားမှာလဲတို့တွေစားပြီးတောက်ပြီးတိုင်းနဲ့သွားမယ်ဟဲ့နေချင်မိုက်တာဟဲ့ဖုန်းဟောရွာအမေဖုန်းနောက်မှပဲ AC ပြန်ခေါ်တယ်အမလေးအကိုတို့မားတို့တောင်းညမ်းနေကြတာဟိုဘက်ခါလေလူကျင်စင်းနေပြီစိတ်နေလိုက်တာဟဲ့မကတော့ဝေးရဘူးတခါတလီလေးပဲဟောတကြံမို့လို့စော့တာတို့ပြင်သွားပြီးကစားကြအောင်မလို့စိုးဟုတ်တယ်ပြီးနောက်ကျမှပြန်လာခဲ့မှာဟုတ်တယ်ဟဲ့မိုးမချုပ်စီနဲ့လေအနုစော်ရီမှာပလိတ်တွေဖမ်းနေတယ်တဲ့ငါကြားတယ်ဆိုင်ကယ်တွေကားတွေတတိထားအောင်ရမ်းနေလဲတောက်စားနေတာနဲ့ဟိုအေးလေးခေဟဲ့ခေါမနေတကြံစင်မလို့မလိုက်ဘူးလေအော်ပါဟဲ့ဒီမှာကြည့်မန္တလေးမှာကြည့်ကျုံပေးမှာဟေးမန္တတရားမှာစီးနေရပဲငါပြည့်စရာအေးဟဲ့မိုက်တယ်နော်နော်ဟဲ့မင်းသမီးမင်းသားတွေရောနော်အေးမိုက်နေဟဲ့နင်းပုံလာနေပြန်ပြီဟောဘာမဟုတ်ရွာနောက်မှ AC ပြောလို့ရအဲ့ဆိုလေပြီးရောသွားဝိစားသွားလဲငါတို့သွားဖို့ရှိတယ်နောက်ကြနေအေးငါလက်လေးပြင်လာလိုက်ဟဲ့ဖုန်းကလာနေရလေအိမ်ကအရေးကြီးလို့လားမသိဘူးကိုင်လိုက်ပါအောင်ဘာဖြစ်ပါဦးမရေဟိုကပတ်စံလိုနေတာဖြစ်မှာပေါ့ငင်းကြီးပါဦးဒါဟဲ့နစ်ဖုံတစ်ချိန်လုံးလာနေတာဟဲ့ဒီကိုင်လိုက်တော့ကဲပြောဘာပြောမှလဲဒီမှာတကြံလေးအားတဲ့ချိန်မှာသွားစရာရှိတယ်လေနားမလဲဘူးလားပြောစရာရှိနောက်မှပြောလေဘာဖြစ်နေတာလဲဟမ်ပြောရရှိလို့ပြောမြန်ပြောဘာပြောမှလဲညာဟောမီရောခုပဲနားမှာဒီလေးရောအမေလောင်ပြေနော်မီနော်မင်းတော့မပြေဘူးနော်ဘာဖြစ်လဲမောင်လေးဟမ်မိုင်ဟာတော့ပါဦးမိုင်ကျွန်တော်တို့ရွာတရားလုံးမီးလောင်သွားပြီမိုင်ပြီးတော့အိမ်လည်းပျက်စီးသွားပြီမိုင်အမေကလည်းအခုတော်တယ်ပြေးနေရပြီမိုင်တော့ပါဦးမိုင်ရဆက်လိုက်ကြတာဗျာကျွန်တော်တို့မှာဘာဖြစ်ရှိလို့ဒီလိုမျိုးတွေလုပ်နေကြတာလဲအမပြောတဲ့တကြံစစ်မဟုတ်လို့မပြောနိုင်ဘူးဆိုတာကျွန်တော်နားလည်သွားပါပြီမရဲ့မောင်လေးရေအမတော့ဘာလုပ်ပေးရမှန်းတော့မသိတော့ဘူးအမတို့ဒီတက်ပို့ပြီးရဲရင်ရမယ်ခံနိုင်ရှိရမယ်တကြံလေးအားလုံးပျော်ချင်ကြတာပေါ့ဒါပေမဲ့ဒီလိုအချိန်မှာအပျော်စိတ်တွေကိုရှော့ချပြီး
ဘဝတူတွေစာနာနားလေဘူးလိုတယ်ကိုနေရာလေးကွက်ပြီးနေရိပ်နေုံနဲ့အားလုံးအေးချမ်းနေပြီမထင်လိုက်ဖို့လိုတယ်မောင်လေးရေ ကျွန်တော်နားလဲသွားပါပြီမရဲ့ကိုကိုထိမှနာမှန်တိပါလေပြောစရာကောင်းတဲ့တကြံတက်ငင်းရဲတဲ့နှစ်တူပဲကျွန်တော်လိုချင်တော့တယ်မရဲ့ဘဝတူတွေကိုလည်းကျွန်တော်နားလဲပါပြီမရဲ့